အားလုံးပဲမင်္ဂလာပါဒီဗီဒီယိုလေးမှာတော့ကျွန်တော်တို့ VV နဲ့ကျွန်တော်တို့မပြချင်တဲ့ရှီတွေကိုကျွန်တော်တို့ဘယ်လို hide ရမလဲဆိုတာကျွန်တော်ပြပြပေးရမှာပဲဖြစ်ပါတယ် VB လို့ပြောလိုက်တဲ့အတွက်အရန်ခက်ခဲတဲ့ကုတ်တွေလို့မထင်စေချင်ပါဘူးကျွန်တော်တို့ကုတ်လေးကလွယ်ပါတယ်အဲ့ဒီကုတ်လေးကိုရိုက်လိုက်တဲ့ဆိုရင်ကျွန်တော်တို့ hide ရှင်တဲ့ web ရှီတွေကိုကျွန်တော်တို့ hide ထားလို့ရတယ်အကယ်၍ပြန်ဖော်ရှင်နေဆိုရင်လည်းဖော်လို့ရပါတယ်ကျွန်တော်ဒီမှာဆိုရင်ပါရှက်ရဲ့ဆေးရဲ့ inventory control ရဲ့ဆိုပြီးတော့ web ရှီ3ခုရှိတယ်ကျွန်တော် hide လေးကိုနှိပ်လိုက်မယ်နှိပ်လိုက်တဲ့ဆိုရင်ခုနက web ရှီ3ခုလုံးမရှိတော့ဘူးဖြစ်ပါတယ်အကယ်၍ကျွန်တော်တို့ဒီမှာ right click နှိပ်လိုက်ရင်ဒီမှာ unhide ဆိုပြီးတော့ပြန်ပြီးတော့ဖော်လို့မရဘူးပဲဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ဒီမှာ unhide ဆိုတာတွေနှိပ်လိုက်နေဆိုရင်ကျွန်တော်တို့ခုနကပါရှက်ရဲ့ဆေးရဲ့ inventory control ရဲ့ပေါ်လာပြီပဲဖြစ်ပါတယ်အဲ့တော့မှကျွန်တော်တို့ VV ကုတ်လေးရေးပြမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်ဒါလေးကိုပြန်ပြီးတော့ဖြတ်လိုက်မယ်ဖြတ်ပြီးတော့ကျွန်တော်တို့အစလေးပြန်ထည့်မယ်ဆိုတော့ကျွန်တော်က shade ထည့်မှာဖြစ်ပါတယ် shade က insert ထဲကကျွန်တော်ဒီမှာ shade ဆိုတာရှိပါတယ်ဒီနေ့ကကိုကြိုက်တဲ့ shade လေးကိုရွေးလို့ရတယ်ကျွန်တော်ဒီဟာလေးပဲရွေးလိုက်မယ်ရွေးပြီးတော့ကျွန်တော်ဒီမှာစာလေးရေးလိုက်မယ် HIDE hide ဒါလေးကို copy ကူးလိုက်မယ် copy ကူးပြီးတော့နောက်တစ်ခုရှာလိုက်မယ်ဒီမှာကျတော့ unhide ဆိုပြီးတော့ရေးထားလိုက်မယ်hide HIDE hide အဲ့တော့ကျွန်တော်တို့က VB လေးနည်းနည်းရေးမှာဖြစ်ပါတယ်နည်းနည်းရေးမယ်ဆိုတော့ကျွန်တော်တို့ကဒီ shape ကို right click နဲ့အဲ့ဒီကမှ assign macro နှိပ်ရမှာဖြစ်ပါတယ် assign macro မှာကျွန်တော်တို့က new ကိုနှိပ်ရမှာဖြစ်ပါတယ်ကျွန်တော်ကဒါခုနကရေးထားတဲ့ code ဖြစ်ပါတယ်အဲ့ code လေးကိုကျွန်တော်တို့ပြန်ဖြတ်လိုက်မယ်ဖြတ်ပြီးတော့ကျွန်တော်တို့ကဒီကြားထဲမှာရေးရမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့က hide ရှင်နဲ့ရှိပါတယ်ကျွန်တော်တို့ဒီမှာပါရှယ်ရှိဒါကကျွန်တော် save web ရှိဖြစ်ပါတယ်ဒါ email code web ရှိဖြစ်ပါတယ်ကျွန်တော်3ခုလုံး hide မှာဆိုတော့သူ့ရဲ့ရှေ့မှာကျွန်တော်က code name လေးနဲ့ပဲရေးလိုက်မယ်ဒီမှာ sheet 3ဖြစ်ပါတယ်ပါရှယ်ရဲ့ရှေ့မှာ sheet 3ဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့က SAED sheet 3 dot ကျွန်တော်တို့က hide ရှင်တာဆိုတော့ကျွန်တော်မြင်ရအောင်မှာ hide ရှင်တာဆိုတော့ကျွန်တော်ဒီမှာဘာရေးရမလဲဆိုတော့ basic file ဆိုတော့ရေးရမှာဖြစ်ပါတယ် VISIENE basic file ပြီးရင်ညီမချင်းနှိပ်လိုက်တယ်ဆိုရင်ကျွန်တော်တို့ဒီမှာရှိ hide တန်းရယ်ရှိ one way hide တန်းရယ်ရှိ basic file ဆိုပြီးတော့ရှိပါတယ်အရင်ဆုံးရှိ hide တန်းလေးကိုကျွန်တော်ပြောလိုက်မယ်ရှိ hide တန်းလေးကျွန်တော်နှိပ်လိုက်မယ်ရှိ hide တန်းလေးထည့်လိုက်မယ်ထည့်ပြီးတော့ကျွန်တော်ကရှိ 3 ကိုကျွန်တော်က hide မှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်ကဒီထဲမှာထည့်ထားတာဖြစ်တဲ့အတွက်ကျွန်တော်တို့ကhide လေးကိုနှိပ်လိုက်မယ်အဲ့ဒါဆိုရင်ခုနကဒီမှာပါရှယ်ဝက်ရှိလေးပျောက်သွားပြီပဲဖြစ်ပါတယ်အကယ်၍ကျွန်တော်ကဒီမှာ hide နှိပ်တယ်ဆိုရင်ကျွန်တော်ဒီမှာပါရှယ်ဝက်ရှိလေးကပေါ်နေမှာပဲဖြစ်ပါတယ်ဒါကကျွန်တော်ရဲ့ကုတ်ထဲမှာကျွန်တော်တို့ကရှိ hide တန်းလို့ပဲရေးထားလို့ဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ကဒီထဲမှာ shade ထည့်ရတယ်အဲ့တော့မှ right click နဲ့ assign macro အဲ့ဒီမှာ edit ကိုပြန်သွားမယ်ကျွန်တော်တို့ကဒီမှာ sheet hide တန်းမဟုတ်ပဲနဲ့ကျွန်တော်တို့ညီမချင်းဒီခက်လိုက်မယ်ပြီးရင်ညီမချင်းပြန်ရိုက်မယ်အဲ့ဒီမှာ sheet very hide တန်းဆိုတာလေးကိုရွေးကြည့်လိုက်မယ်အဲ့တော့ကျွန်တော်တို့ဒါလေးကနေဒီအစိမ်းရောင်လေးကနေပြန်ထွက်လိုက်မယ်ထွက်ပြီးတော့ကျွန်တော်တို့ hide ဆိုတာလေးကိုနှိပ်လိုက်မယ်ပါရှယ်ဝက်ရှိပျောက်သွားပြီအကယ်၍ကျွန်တော်တို့ right click နှိပ်လိုက်ဆိုရင် unhide ဆိုတာမပေါ်ဘူးပဲဖြစ်ပါတယ်ခုနကဝက်ရှိကိုပြန်ပြီးတော့ဖော်လို့မရတော့ဘူးပဲဖြစ်ပါတယ်အဲ့ခါကျတော့ကျွန်တော်တို့ကပြန်ဖော်မယ်ဆိုရင်ကျွန်တော်တို့ကဒီ unhide ဝက်ရှိမှာကျွန်တော်က assign macro လေးပဲနှိပ်မယ်ပြီးရင် new ဆိုတာလေးနှိပ်မယ်အဲ့ဆိုရင်ဒီကြားထဲမှာရောက်သွားပြီအဲ့တော့ကျွန်တော်တို့က sheet 3ကိုပြန်ဖော်မယ် SAED sheet 3 visible ဆိုတာနှိပ်မယ်ပြီးရင်ညီမချင်းနှိပ်လိုက်တယ်ဆိုရင်ကျွန်တော်တို့ကဒီမှာsheet ကိုပြန်ဖော်မှာဖြစ်တဲ့အတွက်ကျွန်တော်တို့ကဒီမှာ visible ကိုရွေးပြီးတော့တက်ကြီးလေးနှိပ်လိုက်တယ်ဆိုရင်ကျွန်တော်တို့ ARU ပဲဖြစ်ပါတယ်အဲ့တော့ဒီအစိမ်းရောင်လေးနဲ့ Excel ကိုပြန်ထွက်လိုက်မယ်ဒီမှာဆိုရင် partial web sheet လေးကမရှိဘူးပဲဖြစ်ပါတယ်အဲ့တော့မှကျွန်တော် hide လေးနှိပ်လိုက်တယ်ဆိုရင်ဒီမှာ partial web sheet လေးကပြန်ပေါ်လာပြီပဲဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ကဒီ sheet 3ခုလုံးကို hide မယ်ဆိုတော့ကျွန်တော်တို့ကကုတ်လေးပြန်ပြင်ရမယ်အဲ့တော့ hide မှာကျွန်တော်တို့က right click နဲ့ assign macro တွေကိုတော့ edit ကိုပြန်နေဒီမှာဒါက hide အဲ့အောက်မှာကျွန်တော်က analyze ခောက်ပြီးတော့ဒီကြားထဲမှာစာထည့်မယ် save web sheet ကို hide မယ် save web sheet က sheet 4ဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ကဒါလေးကို copy ကူးပြီးတော့အောက်မှာရှာလိုက်လို့ရတယ် copy ကူးမယ်ကျွန်တော်တို့ဒီမှာ sheet 3မှာ sheet 4ဖြစ်သွားမယ်ပြီးတော့ဒါလေးကိုပဲပေးချမယ်ကျွန်တော်တို့ဒီမှာ image ကိုတော့ sheet 5ဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့က sheet 5ကိုကျွန်တော်တို့က visible လောက်တာကိုကျွန်တော်က hide မယ်ပေါ့ဒီအောက်မှာလည်းအဲ့တိုင်းပဲကျွန်တော်တို့ဒါလေးကို copy ကူးမယ် copy ကူးပြီးတော့ကျွန်တော်တို့ထည့်မယ်ကျွန်တော်တို့ကဘယ်ဟာကိုပေါ်ရှင်းတာလဲဆိုရင်save web sheet 4ဖြစ်ပါတယ်ပြီးရင် inventory control hide ထားတာဆိုရင်ကျွန်တော်ပြန်ပေါ်ရှင်းတယ် sheet 5ဒီမှာ sheet 5ဖြစ်ပါတယ်အဲ့တော့ sheet 5အဲ့ဒါဆိုရင်တော့ကျွန်တော်တို့ Excel လေးကိုပြန်သွားလိုက်မယ်ဒီမှာဆိုရင် purchase စေ inventory ကိုတော့3ခုလုံးရှိတယ် hide ဆိုတာလေးကိုနှိပ်လိုက်တယ်ဆိုရင်ကျွန်တော်တို့ဘာမှမပေါ်တော့ဘူးပဲဖြစ်ပါတယ်အဲ့ဒါမှကျွန်တော်တို့ right click နှိပ်လိုက်တယ်ဆိုရင်လည်း unhide ဆိုပြီးတော့ကျွန်တော်တို့ web sheet တွေကိုပြန်ပြီးတော့ဖော်လို့မရပါဘူးအဲ့တော့ကျွန်တော်တို့ဒီမှာ unhide လေးနဲ့ပြန်ဖော်လိုက်တယ်ဆိုရင်ပြန်ပေါ်လာပြီပဲဖြစ်ပါတယ်နောက်ပိုင်းမှာကျွန်တော်တို့input box နဲ့ကျွန်တော်တို့ password တွေထားပြီးတော့ကျွန်တော်တို့ log တွေခက်လို့ရပါတယ်အဲ့အပိုင်းလေးကိုကျွန်တော်နောက်ပိုင်းမှာထပ်ပြီးတော့မျှဝေပေးတော့ပါမယ်ဒီ file လေးကိုစေတဲ့အခါမှာတော့ macro ပါနေတဲ့အတွက်ကျွန်တော်တို့ရိုးရိုးစေတဲ့အတိုင်းကျွန်တော်တို့စေလို့မရပါဘူးအကယ်၍ရိုးရိုးစေတဲ့အတိုင်းစေလိုက်တယ်ဆိုရင်တော့ကျွန်တော်တို့ရဲ့ VBA တွေကပြတ်သွားမှာပဲဖြစ်ပါတယ်အဲ့တော့ဘယ်လိုဆွေ့မလဲဆိုရင်ကျွန်တော်တို့ file လေးက save as နဲ့သွားလို့ရတယ်ကျွန်တော် keyboard ကနေ shortcut နဲ့ကျွန်တော်တို့က add ထွဲလေးနှိပ်လိုက်လို့ရတယ်
အထွဲလေးနှိပ်ပြီးတော့ကျွန်တော်တို့ကဒီမှာ save as text မှာကျွန်တော်ကဘယ်လိုရွေးပေးရမလဲဆိုရင်ပုံမှန်ဆိုရင်ကျွန်တော်တို့က Excel workbook ဖြစ်ပါတယ်အဲ့ဒါအောင်မှကျွန်တော်တို့က Excel macro enable workbook ဆိုပြီးတော့ကျွန်တော်တို့ရွေးပေးရမှာဖြစ်ပါတယ်အောက်က binary workbook ဆိုတာလေးရွေးပေးလို့ရပါတယ်ဒါပေမဲ့ကျွန်တော်တို့ macro enable workbook ကိုပဲရွေးလိုက်မယ်ရွေးပြီးတော့ကျွန်တော်တို့ save လိုက်မယ် save ပြီးတော့ကျွန်တော်တို့ file ကိုပြန်ဖွင့်တဲ့အခါမှာကျွန်တော်တို့ဒီပုံမှာအဝါစာတန်းလေးနဲ့ enable content ဆိုပြီးတော့ပေါ်နေတတ်ပါတယ်အဲ့လိုအခါမျိုးမှာဆိုရင် enable content ကိုနှိပ်ပြီးမှကျွန်တော်တို့ကဒီ file လေးကိုပြန်ပြီးတော့အသုံးပြုရမှာဖြစ်ပါတယ်အဲ့ဒါမှကျွန်တော်ရဲ့ preview ကုတ်ကပြန်ပြီးတော့ run မှာပဲဖြစ်ပါတယ်အသုံးဝင်မယ်လို့မျှော်လင့်ပါတယ်ကျေးဇူးတင်ပါတယ်